ဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အင်္ဂလန်ပရီးမီးယားလိရဲ့စနေနေ့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်23စနေနေ့မှာရှင်မြန်ကစားကြမှာဖြစ်ပါတယ်လပိုင်း24ရက်ပေါ့နော်ဒါ2026ရက်မှာရှင်မြန်ကစားကြမယ့်ပွဲစဉ်တွေကိုကျွန်တော်ရဲ့အကြိုက်ဒါအင်္ဂလန်ပရီးမီးယားလိပွဲစဉ်3ပွဲကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီပွဲစဉ်တွေအားလုံးကိုတော့ညီကိုတို့အကြိုက်ရှင်းတူမှာလိုက်ပြီးဆော်ကားကြပါမကြိုက်တဲ့ညီကိုတွေကတော့မိမိကြိုက်နှစ်သက်ရာသူရွေးချယ်ဆော်ကားပိုင်ခွင့်ရှိပါတယ်ဒီပွဲစဉ်လေးကကျွန်တော်အကြိုက်ကလေးကြီးရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဆိုတော့ပွဲကြို30နဲ့ဒါဘလုံးဝရွေးချယ်ပေးတဲ့ဆိုတော့ပွဲမပြီးခင်ဒါ30ပြီးရွေးချယ်ပေးတာဖြစ်ပါတယ်ဆိုတော့ဘယ်သူမှတော့ဒါအမှန်ကြီးဒါဘယ်သူမှတော့လုံးဝကိုဒါအမှားမရှိဘဲတော့ရွေးချယ်ပေးထားတာတော့မဟုတ်ပါဘူးမှားတာလည်းရှိတယ်လို့မှန်တာလည်းတော့ရှိမှာပဲခင်ဗျာနော်အဲကြောင့်ကျွန်တော်ကတော့ဒီအင်္ဂလန်ပရီးမီးယားလိပွဲစဉ်3ပွဲထဲမှာဆိုရင်ဘန်လိစပါပွဲဖူဟန်နဲ့ဘရိုက်တန်ဘုံမောင်းနဲ့လီဗာပူးပွဲတော့နောက်ကျပွဲစဉ်တွေကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကြိုက်မယ်ဆိုရင်တော့ဒါဘော်ဒီမောင်းမိမိကြိုက်တဲ့အတွဲစုံကစားလို့ရပါတယ်ခင်ဗျာနော်ဟုတ်ပြီအကြောကျွန်တော်เนี่ยပထမဆုံးပွဲစဉ်ဖြစ်တယ်ပေါ့နော်ဘန်လီနဲ့စပါပွဲကိုအရင်ဆုံးရွေးချယ်ပေးသွားမှာဖြစ်တယ်အင်္ဂလန်ပရီးမီးယားလိရဲ့အစဉ်အစားရက်ဒီမှာဘန်လီက19စပါတော့14ပြနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုစပါကဒါတော့မွန်နိုင်ရရှိပြီးတော့အင်္ဂလန်ပရီးမီးယားလိမှာဆိုရင်လည်းဒါတော်တော်လေးကိုကြောင်ပြောက်နေတာလည်းတွေ့ထားရဗျဥရောပလိပွဲတွေကောင်းပြီးတော့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာရှီရှောနေလဲစပါအဝေးကွင်းမှာအင်ဝင်းဘန်လီကိုရှင်မြန်ကစားမှာဖြစ်တယ်ဗျအသင်းကြီးတောင်ဒုက္ခပေးခဲ့ပြီးတော့လီဗာပူးကိုတေးကန်ထားတဲ့ဘန်လီမန်ချက်စတာယူနိုက်တက်ကိုတေးကန်တယ်အဖေကမှာဆိုရင်လည်းမီဝေါကိုပြက်နဲ့နိုင်ရရှိထားတယ်အဲကြောင့်ကျွန်တော်ကနှစ်သိန်းပေါင်းထိတိုက်တွတ်ဆုံမှုရမှာဆိုရင်စပါးကတော့တာတယ်လို့ပြောလို့ရတယ်ဗျဘာလို့လဲဆိုရင်ဒါလွန်ခဲ့တဲ့နှစ်တွေကပဲဒီဘက်နှစ်နောက်ဆုံးမှာနှစ်သိန်းပေါင်းထိတိုက်ဆုံမှုပထမကြော့ကစားအောင်လားဆိုရင်ဘန်လီရဲ့ပေါ့နော်ဒါဝိုးကမှာရှင်မြန်ကောင်လားဆိုရင်စပါးအိမ်ဝင်းမှာဒါ3စီးနဲ့အနိုင်ရရှိထားတွေ့ရတယ်ဗျဒါပေမဲ့ဒီတစ်ခေါက်ဒဏ်ရာပြဿနာအများနေတဲ့စပါးအသစ်တွေနဲ့ဘန်လီကိုပြက်နိုင်သွားပါမလားဘန်လီကလည်းတမ်းမစင်းအောင်ဒါမဲ့ရုံးကန်လာပြီးအိမ်ဝင်းလည်းအားကောင်းတယ်ဆိုတော့တော်တော်လေးကိုရှေ့ဆွားနေအသင်းလို့ပြောလို့ရတယ်ဒါပေမဲ့စပါးကလည်းအင်္ဂလန်ပရီးမီးယားလိမှာရှေ့ကျနေအသင်းပြန်ဖြစ်လာတယ်ထိတဲ့တွတ်ဆုံမှုအရာမှာဆိုရင်လည်းစပါးအသင်းကတာပြီးတော့အနည်းဆုံးနှလုံးအထက်ကိုမကျော်တဲ့6ပေါင်းစည်းလေးထွက်ထားတွေ့ရတယ်ဗျဆိုတော့ယနေ့ဒီနေ့ body လေးဖောက်ပြတာချိန်မှာဆိုရင်အင်ကွင်းဖြစ်တဲ့ဘန်လီကို open ဖြစ်တဲ့စပါးရှီတူဆိုရင်အရှုံးသေးရနေပြီးရှီတူဆိုရင်တေးစီပဲဖောက်ပေးရတဲ့နောက်တစ်ခုကတော့ဒါ6ပေါင်းစည်းမှာဆိုလို့ရှိရင်နှလုံးအရှုံးသေးပဲပေးထားတွေ့ရဗျအဲကြောင့်ကျွန်တော်ကတော့စပါးနဲ့ဒီဘန်လီတို့အင်ကွင်းပွဲစဉ်မှာဆိုရင်ကိုခန့်မှန်ရလက်ကတော့ပေါ့နော်ကျွန်တော်ကတော့ဘန်လီပဲကတ်နိုင်ပြီးတော့ဒါကိုလေးနဲသွားပြီးတော့1-1လောက်ဖြစ်သွားမယ်လို့ခံမှန်းမိတယ်ဗျဆိုတော့စိတ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်လည်းဒီဘန်လီနဲ့စပါပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်းဖြစ်တဲ့ဘန်လီ body လေးနဲ့ဒါဟိုဘောင်းအောက်ကလေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျနောက်တစ်ပွဲဖြစ်တဲ့ဖူဟန်နဲ့ဘရိုက်တန်ပွဲစဉ်သွားအောင်ဗျဖူဟန်နဲ့ဘရိုက်တန်ကတော့အစဉ်စားရက်တည်မှုမှာဆိုလို့ရှိရင်ဖူဟန်က17ဘရိုက်တန်ကတော့ဒါ7မှာတွေ့ထားတယ်ဆိုတော့ဘရိုက်တန်နဲ့ဒီဖူဟန်တို့ပွဲစဉ်မှာထိတိုက်တွေ့ဆုံမှုရတော့ဖူဟန်တာတယ်အစဉ်စားရက်တည်မှုကတော့အထက်နဲ့အောက်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဖူဟန်ကတော့ဒါလိယူနိုက်တက်ကိုရှုံးနေထားပြီးတော့ဘရိုက်တန်ကနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုဘိုးမောက်ကိုတေးကန်ခံထားတယ်ဗျဒါပေမဲ့ Brighton 5ပွဲကစားတာမှာ3ပွဲတေချာပြီး2ပွဲအနိုင်ရရှိထားပြီး Fulham ကစားတာ5ပွဲမှာ1ပွဲရှုံးတယ်2ပွဲနိုင်တယ်2ပွဲတေချာတာတွေ့ရတယ်ထိတိုက်တွေ့ဆုံမှုရမှာဆို Fulham တိုင်းပဲဆိုပေမဲ့ယနေ့ဖောက်ပေးတဲ့ body ဈေးရမှာဆိုရင် Fulham ကနေပြီးတော့ရှီတူဆိုရင်ပြဆုံးရှုံးသေးရနေပြီးတော့ရှီတူဆိုတေးဈေးကနေဦးဈေးဖောက်ပေးထားတယ်ကိုပေါင်းနှလုံးရှုံးသေးတွေပေးထားရဗျအဲ့စစ်ပိုင်းမှာ Fulham လဲဒါဂိုးသွင်းဖို့ခက်ခဲပြီးတော့ရုန်းကန်နေရဖြစ်ပေမဲ့ Brighton ဂိုးသွင်းလို့ရှိရင် Fulham ကလည်းဒါပြန်ပြီးဂိုးတွေသွင်းနိုင်မယ်အဲ့တော့ကျွန်တော်ကဒီနေ့ဖူလန်နဲ့ဒီ Brighton တို့ရဲ့ပွဲစဉ်မှာစိတ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ်တစ်အနေထားမှာ1စီးလောက်နဲ့ပြီးဆုံးသွားမယ်ဆိုရင်တော့မှဒါကိုကတော့ပုံမှန်ဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့အကြိုက်ကတော့ဒီဖူလန်နဲ့ Brighton တို့ပွဲစဉ်မှာကိုဘောက်အောက်လေးပဲအကြောင်းလည်းပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်ဆုံးတစ်ပွဲဖြစ်တဲ့အနေနဲ့ပေါ့နော်ဒါညနေပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ရွေးချယ်ထားတာတော့ဘုံမောင်းနဲ့လီဗာပူးပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်ဘုံမောင်းနဲ့လီဗာပူးမှာဆိုရင်အစဉ်စားရက်တွေဘုံမောင်းက15လီဗာပူးက4အင်္ဂလန်ပရီးမီးယားလိမှာဆိုရင်ရှုံးပွဲရင်းနဲ့ကြုံတွေ့ပြီးတော့ဥရောပပွဲစဉ်မှာဆိုရင်အနိုင်ကန်ထားတဲ့လီဗာပူးစဉ်းစားတာတဲ့ကတော့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာလီဗာပူးကတော့ရုန်းကန်နေရတယ်အဲ့စစ်ပိုင်းမှာဂိုးမသွင်းနိုင်ဘူးဒါပေမဲ့အင်္ဂလန်ဖြစ်တဲ့ဘုံမောင်ကအသင်းကြီးကိုဒုက္ခပေးတယ်ပြီးတော့ခံကန်နိုင်တဲ့အကျင့်တော့ရှိတယ်နောက်ဆုံးပေါ့နော်ဒါတေးကြထားတဲ့ FA ကမှာနယူကာဆယ်ကိုလည်းရှုံးတာတယ်စပါးကိုနိုင်ရပြီးအာဆင်နယ်ကိုရှုံးပြီးတော့ချက်စီကိုတေးကန်ထားတယ်တွေ့ထားကြဘုံမောင်ကအဲ့ကြောင့်ယနေ့လီဗာပူးကအင်္ဂလန်ပရီးမီးယားလိကိုအနိုင်ကစားမှသာလည်းသူ့ရဲ့တော်တော်လေးကိုအဆင်ပြေမှာအင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာလုံးဝနိုင်ပွဲတစ်ခုမှပြန်မြူထားတဲ့သေးဘူးကိုပေါင်းသေးမှာဆိုရင်လည်းဒါတော်တော်လေးကိုပြင်းထားတယ်3လုံးသေးသေးပေးတယ် body သေးမှာဆိုလို့ရှိရင်ရှေ့တူဆိုရင်ဒါအရှုံးသေးရနေပြီးတော့လုံးရင်ဒါပြဆုံးအစားသေးထပ်ပေးထားတယ်ကနဦးသေးပေါ့နော်ဆိုတော့အနိုင်ပွဲပြန်လာမဲ့ဒီဘုံမောက်ကိုပေါ့နော်ဒါလီဗာပူးလို့ကြောပေးထားတဲ့စီးတွေကတော်တော်လေးကိုပြင်းတယ်လို့ပြောရအခုကနေနေပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဂိုးခံမှန်ရလက်ကောင်လီဗာပူးလို့အနိုင်ရရှိသွားမယ်ဆိုရင်လည်းကတ်နိုင်ပြီးတော့2-1လောက်တော့ဖြစ်ကောင်းဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တော့ဒါခံမှန်းမိတယ်ပေါ့နော်ကျွန်တော်အကြိုက်ကိုရွေးချယ်ပေးရမယ်ဆိုရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ပါအင်္ဂလန်ပရီးမီးယားလိမှာနိုင်ပွဲပြန်ယူလာဖို့တင့်နေတဲ့လီဗာပူးဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်
ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့စနေနေ့မှာရှင်ပြိုင်ကစားကြမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်23ရက်ပေါ့နော်ပွဲစဉ်တွေမှာဆိုရင်ဘန်လီနဲ့စပါပွဲစဉ်မှာဆိုကျွန်တော်ဘန်လီဘော်ဒီနဲ့ကိုပါအောက်လေးရွေးချယ်ပေးထားပြီးတော့ဖူဟန်နဲ့ဘရိုက်တန်ပွဲစဉ်မှာဆိုရင်ကျွန်တော်ကိုပါကိုပေးထားတာပါဘုံမောင်းနဲ့လီဗာပူးပွဲစဉ်မှာဆိုဝေခွင့်ဖြစ်တဲ့ဒါလီဗာပူးဘော်ဒီလို့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်3ပွဲကိုတော့ကြာရှင်းလို့မှဆိုရင်တော့လိုက်ပြီးစောစားကြပါခင်ဗျာနော်ကောင်းကောင်းကြပါသေးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ